အခုလိုမက်ဆောက်လုံးနဲ့တောင်ဆောင်တစ်ခုပေါ်မှာခက်မီအိမ်တလုံးကိုဘယ်လိုများစောက်ယူကြသလဲအလုပ်ကိုစတင်တဲ့အခါမှာတော့အရင်ဆုံးမြေပြင်အနေအထားကိုပြင်ဆင်ပြီးအထူးကအထောက်ပံ့ပြုမဲ့နေရာ support zones တွေကိုတတ်မှတ်ရပါတယ်အဲ့ဒီနောက်မှာတော့အိမ်ရဲ့အလေးချိန်ကိုထိန်းပေးမဲ့အဆောက်အဦပိုင်းဆိုင်ရာအစိတ်အပိုင်းတွေအတွက်တန်ကူတန်ချောင်းတွေကိုစတင်နေရာချပါတယ်ဆက်လက်ပြီးတော့မှအဆောက်အဦကိုတောင်ဆောင်မှာမြဲမြဲမြန်မြန်တွယ်ကပ်နေစေဖို့အောက်ခြေ concrete အတိုင်းတွေကိုတိစောက်ရပါတယ်တောင်ဆောင်ပေါ်မှာပို့ပြီးတော့ကြန့်ခိုင်မှုရှိစေဖို့နဲ့စနစ်တစ်ခုလုံးတည်ငြိမ်ဖို့အတွက်အဆောင်လိုက်အထောက်အပံ့ပစ္စည်းတွေကိုလည်းထပ်ဖြည့်ပေးရပါတယ်ဒီလိုမျိုးထောက်ကမ်းပေးမဲ့ frame အထိုင်ရသွားပြီဆိုရင်တော့ပထမဆုံးအမြင့်တင်ထားတဲ့ platform elevated platform ပုံဖော်ဖို့အတွက်ပုံစံကွက်တွေဆက်လုပ်ပါပြီဒီအဆင့်ကကြမ်းကင်းကိုဖြစ်ပေါ်စေပြီးအပေါ်ပိုင်းဆောက်လုပ်ရေးအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုရရှိစေတာမှာအဲ့ဒီနောက်မှာတော့အပေါ်ပိုင်းတိုင်တွေနေရန်တွေနဲ့ကျမ်းပြင်အဆင့်တွေကိုတစ်ဆင့်ပြီးတစ်ဆင့်စတင်တိစောက်လာပါတယ်ဒီအချိန်မှာတော့အင်ကတန်ထေ concrete အဆောက်အဦအဆင့်ကနေမြင်သာတဲ့ဘီတုခလက်ရပုံစံအဖြစ်ပြောင်းလဲစပြုလာပါပြီအဆောက်အဦပုံထွက်လာတာနဲ့အမျှခေါင်းမိုးပိုင်းတွေနဲ့အပြင်ဘက်ကိုထိုးထွက်နေတဲ့အစိတ်ပိုင်းတွေကိုအပီးတက်ပါတယ်ပြီးတဲ့အခါမှာတော့အပြင်ဘက် frame ပတ်လဲကိုမှန်ချက်တွေနဲ့ခင်မီအချောတက်ပစ္စည်းတွေတုံပြီးပိတ်လိုက်ပါတယ်နောက်ဆုံးမှာတော့စနစ်တကျလှုပ်ဆောင်ခဲ့တဲ့အဆောက်အဦပိုင်းအလုပ်တွေကြောင့်ခက်ခဲတဲ့တောင်ဆောင်တစ်ခုဟာခင်မီတဲ့အိမ်တစ်လုံးအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်